โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်အခုမိတ်ဆက်ပေးမယ်ဘိန်းလေးကတော့ Kawasaki Z400 ဖြစ်ပါတယ်အယုံဆွဲကြမ်းကြမ်းနဲ့အယုံဆွဲကောင်းကောင်းနဲ့နစ်ကတ်နဲ့မတူဘဲနဲ့ပြောရမယ်ဆိုဗျာ top speed အရန်ထွက်တဲ့ကောင်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်ကဒီကျွန်တော်တို့ထိုင်းမှာရောညမာပြည်မှာရောအရန်အစီးများတဲ့ဘိန်းဖြစ်တယ် top speed များများထွက်တယ်နော်ဒီကောင်ကဝိုင်းဘိုက်ကားတွေလည်းအဆင်ပြေတယ်လေဒီဘိုက်ကားတွေလည်းအဆင်ပြေတဲ့ဘိန်းလေးတစ်စီးဖြစ်ပါတယ်ဒီကောင်လေးကတော့ model ကတော့2020လေးဖြစ်ပါတယ်เนาะဒီကောင်ကအလွတ်လေးပါเนาะအလွတ်လေးကိုဘာညာလေးတွေပါမယ်ဘိန်းကြောဘိန်းအသွေးမွေးတွေကိုပြပေးထားပါတယ်เนาะဘိန်းကြောဘိန်းအသွေးမွေးเนาะဘိန်းတော်တော်ချော့ဘိန်းတော်တော်လှလှเนาะပြပေးထားပါတယ်အေဇောဘိုက်တွေလည်းမီးမကျွမ်းသေးဘူးဖောက်နက်တကောင်းတွေเนาะအကုန်ဘိန်းတစ်စီးလုံးပဲအသွေးမွေးတွေအကုန်ပြပေးထားပါတယ်စင်ကနေအသွေးမွေးတွေရှင်းပြီးကွက်အသွေးမွေးတွေเนาะABS တွေ drum တွေ net တွေเนาะအကုန်ကျွန်တော်အသွေးမွေးတွေပြပေးထားပါတယ်တာယာဆေးလိုင်းတွေပါကြံအောင်မယ်เนาะ okay ဒီ Z400 model 2020လေးကိုဒီကောင်လေးက ABS ပါတယ်ကျွန်တော်စီစားလုံးချော့ကြတယ်ကျွန်တော်တို့ဟွာပေါ့ cruise control ပုံစံမျိုးလေးပါတယ်เนาะဘိန်းချောတယ်ဘိန်းတော်တော်လှတယ်ဗျเนาะဘိန်းအသွေးမွေးတော်တော်လှတယ်ဘိန်းတစ်တာလေးကြရင်ကျွန်တော်ဖုန်းနံပါတ်0988433940ကိုဖုန်းဆက်မေးမြန်းနိုင်ပါတယ် original audio လေးကဒီကောင်လေးက2000ကျော်သွားပါပြီကီလိုလေးတော့နော်ကီလိုလေး2000ကျော်သွားပြီတာယာရှေ့နောက်ပြည့်မယ်ဘာဆိုဘာမှမလုပ်ဘူးတောင်ပြီးကွက်အသွေးမွေးတွေကာဘာတွေနော်ကာဘာလေးတွေပုံစံတိတ်တိတ်လေးတွေပဲပါတယ်ဗျာမတိမတာအပွန်းစင်လေးတွေနော်โอเคအဲ့တော့ဒီဘက်အသွေးမွေး sport ကတ်တွေအများကြီးကြံမယ်ဒါဒီဘက် engine အသွေးမွေးဖြစ်ပါတယ်နော် engine အတွင်းထဲတွေတော်တော်လှတယ်ဗျာ engine လုံးဝဒီဘက်စင်စွယ်တွေနော်ခြေတင်တုံးတွေနော်ဘိန်းတော်တော်ချောဗျနော်တော်တော်ကိုချောတာနော်โอเคကာဘာအကျိုးကွဲနာစာမရှိဘူးโอเคเนาะဒီကာဝစီ Z400 လေးကိုကျွန်တော်14တစ်ချက်နှိုးပြပေးပါမယ်เนาะ EF5 ဘိန်းလေးကိုကျွန်တော်တို့ဂီယာ6ချက်နဲ့เนาะစောင်းအောင်မိုက် engine power 400cc เนาะ EF5 okay engine stock clock 400အစားเนาะတန့်ပြန်တစ်လွင်နေမယ် original Kawasaki တော့လေးနှစ်ချောင်းပါမယ်เนาะ okay ABS เนาะဘာညာ audio เนาะ audio တွေ cruise control တွေကျွန်တော်နှိပ်ပြပေးလို့ရတယ်เนาะအကုန်เนาะ C gate ဘာညာ heat gate เนาะကျွန်တော် step လေးကိုလက်လေးနဲ့ပဲတူးလိုက်မယ်ဗျနော်ဒါZ400ရဲ့ဆက်တန်ဖြစ်ပါတယ်ဘိန်းတော်တော်ချောတယ်ဗျကျွန်တော်မယောင်းလောက်ထားတာဗျနော်ဒါမယောင်းကျွန်တော်လောက်ထားတယ်ဘိန်းဒါမူးတုံမှာဒီလိုဘိန်းကာလာဒီ limited edition ကာလာတစ်စီးရှိတယ်ကျွန်တော်ရှိမှတစ်စီးရှိတယ်ပေါ့ဗျာကျွန်တော်မယောင်းလောက်ထားတာအရင်နှက်မျောလို့ဗျဘိန်းရုပ်ထွက်တွေသူ့ပုံစံဗျာ LED daylight တွေဖြစ်သွားတော့ပါသွားတော့ဒီကောင်က2020ဖြစ်သွားတော့ဒီကောင်ကဘာဖြစ်သွားလဲဆိုတော့ဟိုကျွန်တော်Z900 SC နဲ့တွတ်တူတယ်Z800နဲ့မတူဘဲနဲ့Z900 SC ရုပ်ပေါ့နော်Z900 SC ကိုတော့မှပုံပြောင်းရုပ်ဖြစ်သွားတယ်လုံးဝလှတယ်ဗျာနော်ဖန်စီလေးတွေနဲ့လုံးဝရေတိုင်းကြီးကားတွေရေတိုင်းကြီးကားကနတ်တလုံးအသွေးမွေးနော်အကုတ်ကျွန်တော်တို့ Z တွေဆိုတော်တော်လှတာဗျာ Z အသွေးမွေးဖရိန်တွေကအစလေးအယိုးစစ်တွေအဆွေးနာစာလုံးဝမရှိဘူး original စီအော်ရုပ်အော်ပတ်လေဖြစ်ပါတယ်နော်ဘိန်းတော်တော်လှတယ်စင်ကနေတွေကအစပြောင်းသွားပြီပေါ့နော်စင်ကနေတွေကအစပြောင်းသွားပြီကျွန်တော်ဖစ်တာဘူးတွေဆိုအစ်စ်တိုင်းကိုတန့်အောင်ပဲဖစ်တာဘူးတွေเนาะဒါအင်ဂျင်တုံးရဲ့အသွေးမွေးတွေเนาะโอเคเนาะအင်ဂျင်တုံးအသွေးမွေးတွေကျွန်တော်တက်ပြလေးဒါအင်ဂျင်တွေလုံးဝဘိန်းတန့်တယ်ဗျာဘိန်းတစ်တယ်เนาะဘိန်းတစ်တယ်လို့ပြောရမှာပဲเนาะโอเคအော်ချောလေးလှုပ်ချောမဟုတ်တဲ့အော်ချောလေးเนาะဒီကောင်လေးဒီZ400လေးကိုလိုချင်ကျွန်တော်ဖုန်းနံပါတ်0988434040ဖုန်းဆက်မေးမြန်းနိုင်ပါတယ်เนาะကျွန်တော်ပြီးကြရင်စီတိုင်ကြီးတစ်ချက်ကျွန်တော်ဖွင့်ပြပေးမယ်เนาะဒါကတော့ရှေ့မီကြီးထွန်းလိုက်တာโอเคเนาะကျွန်တော်စီတိုင်ကြီးလေးပြီးကြရင်တစ်ချက်ဖွင့်ပြပေးမယ်เนาะဒါကျွန်တော်ရဲ့Z400ရဲ့ဘိန်းကြော connection เนาะကျွန်တော်တို့ကင်မရာတွေကအတိုင်းဖြစ်စေရမယ်เนาะဘာအပတ်မှမပါပါဘူးเนาะโอเคเนาะโอเคပြီးရင်ဟိုဘက်စင်ကနေလေးနှိပ်မယ်ဒါမီးကြီးလေးဖွင့်တာเนาะမီးကြီးစင်စာမအားပြီးရjust in you know just in တော့အော်ဇုံးနေကိုဗျာဘိန်းတော်တော်လှနော်တော်တော်လှအင်ဂျင်ဘူးတွေ original ဘူးတွေအကုန်ပါပြီးသားနော်ဘိန်းမှောက်မှာပြုတ်မှာလဲမဲ့သူတွေဆိုတော့နော်စိတ်ပူစရာမလိုဘူးအိဇောပိုင်းမီကယ်တွေအကုန်လှတယ်ဗျာဘိန်းတော်တော်ချောနော်โอเคဒီကောင်လေးကိုကျွန်တော်တို့ညမငွေချက်ကျွန်တော်ဈေးနှုန်းလေးရတော့ဒီကောင်ကိုကျွန်တော်ဖုန်းဆက်ပေးပါเนาะဒါကတော့ဖုန်းဖြစ်ပါတယ်เนาะဖုန်းဆက်ပေးပါဒီကောင်ကျွန်တော်အရန်ကြိုက်လို့ဗျာမယောင်းလောက်ထားတဲ့ဘိန်းเนาะဖော်စည်းလောက်ထားတဲ့ဘိန်းZ400တွေညမပြည်ထဲမှာရှိတယ်ဒါပေမဲ့ဒီလောက်တစ်ပြီးတန့်မှုတော့တော်တော်ရှားတယ်ဗျเนาะအဲ့ဒါကျွန်တော်ပြောတာဦးလက်ခံလက်ခံဒါဘိန်းကိုအမြင်မှာအပြင်မှာကြည့်မဲ့သူမြင်တဲ့သူပဲသိမယ်เนาะ
ကျွန်တော်ပြောတာကိုစွဲပြောတာဟုတ်ရဲ့လားဆိုတာမျိုးတွေနော်ချော်ပါမာကင်လေးအောက်ပတ်ခတ်တွေတော်တော်လှတယ်ဗျာဒါတော့မစိတော့ဘူးနော်အင်ဂျင်အောက်ဆင်းသားတွေကျွန်တော်တို့ဟိုဘက်ဆင်းသားတွေတော်တော်လှနော်ဘိတ်တော်ချောတယ်โอเคနော်စတက်မော်တာအနက်ဒီရှူလိုက်နော်โอเคနော်အဲ့တော့ကျွန်တော်တို့ဂျပန်မိမှန်ကန်ကန်ရောင်းဝယ်ရေးဆွဲထက်ပိုင်းမှာဘိန်းတစ်တာနဲ့ဘိန်းအသွေးမွေလှတာကိုပဲရောင်းပါတယ်ကျွန်တော်တို့ကလှုပ်ချောတွေကျွန်တော်တို့စိတ်ဝင်စားဘူး original ကြောနဲ့ original ချောပြီး original ကြံ့တာကိုပဲကျွန်တော်တို့စိတ်ဝင်စားတာပါနော် okay သူ့ရဲ့ LED daylight နော် daylight ဒါ daylight လေး silent daylight လေးဒီလိုမှဒါအောင်ပြီးပါလင်းတာနော်အောင်ပြီးစူးရှနေအောင်လင်းမယ်နော် okay ပြီးကြရင်ကျွန်တော်စစ်တိုင်ကြီးလေးတစ်ချက်ဖွင့်ပြပေးမယ်ဒါကတော့ပတ်စမီလေးဖြစ်နော်ဒါပတ်စမီလေးနော်ပတ်စမီစောင်းဝန်းလာတယ်ဗျာရုပ်ထွက်ကြီးက LED ကြီးနဲ့ပတ်စမီခလုတ်တွေကလပ်ကိုင်းတွေဗရိတ်ကိုင်းတွေအားသာအသွေးမွေးတော်လာတယ်ပဲနော် okay ကျွန်တော်ဆက်လေးတစ်ချက်တတ်လိုက်မယ်ဂျင်စတော့ခလုတ်လေးပိတ်ပြီနော်ဇက်အသွေးမွေးတွေနော်ရှူကြည့်လောအိုးကဘိန်းတော်လာတယ်ဗျာတော်သစ်တယ်ဒီရထဲမှာရတဲ့ဘိန်းတွေကလေတော်သစ်တယ်မော်ဒယ်2020နဲ့ဗျာရှင်ကြည့်ဗျာဒီဘိန်းကဗျာမြန်မာပြည်ထဲမှာဒီဘိန်းကပွင့်လင်းပြောရင်ဒီဘိန်းတွေဟိုကျွန်တော်တို့အမြင်နဲ့ပြောရင်ဗျာဒီဘိန်းတွေဒါ2020မော်ဒယ်တွေကဗျာအခုဆိုတာ6နှစ်ရှိပြီဒီတက်တန်းကဒီ6နှစ်ဆိုတဲ့တက်တန်းမှာဒီဘိန်းအသွေးမွေးရဒီလိုကြီးရှယ်ကြီးကြံနေတာကြီးကြတော့ဒါကျွန်တော်တို့ကနော်ဒါကျွန်တော်တို့ကကောင်းကြောင်ပြောရမယ်ကိုဘိန်းကောင်းလို့ကိုဘိန်းတန့်လို့ကိုဘိန်းလှလို့လှတယ်ပြောတာဒါလက်ခံရမယ်နော်ဘိန်းတော်လှဗျာဘိန်းတော်လှโอเคကျွန်တော်ဒီကောင်လေးကိုစီတိုင်ကြီးလေးဖွင့်ပြပေးပါမယ်နော်အားလုံးစိတ်ရှင်းအောင်စီတိုင်ကြီးရဲ့ဖုန်းကွန်နက်ရှင်ကြီးကိုလည်းကြည့်လို့ဘိန်းကတော်ချောဘောကာတွေဘာညာတွေအကုန်ပါတယ်နော်ကာဝါစကီအရင်ကြိုက်လို့ဗျာမရောင်းလောက်ထားတာဒါပေမဲ့လည်း post တင်လိုက်တယ်နော်ကြိုက်တဲ့သူတွေဝယ်လို့ရအောင်အမှရှူနော်အသွေးမွေးအမှစီတိုင်ကြီးတွေကိုရှူစီတိုင်ကြီးကဗျာလှလိုက်တာရက်ဆက်တယ်စီတိုင်ကြီးကလှကြကနော်ထဲစီကန်တွေအားစားတော်လှတာဗျာတော်လှတာအောက်ကန်ကလေးခွေးပြီးတော့ဝင်းတက်နေတာပဲကြည့်အောင်နော်โอเคနော်ဒါကျွန်တော်တို့ဂျပန်မိမှန်ကန်ရောင်းဝယ်ရေးရောင်းနေ14ရာလေးဖြစ်ပါတယ်ကျွန်တော်တို့ကအင်ကူလီဘိန်းမရောင်းဘူးကျွန်တော်တို့ကဘိန်းကောင်းဘိန်းအတန့်ပဲရောင်းတယ်ပေါ့နော်ဘိန်းကျွန်တော်တို့ရော့ရင်လည်းကျွန်တော်တို့မယူပါဘူးเนาะကျွန်တော်တို့လာရောင်းရင်အော်တော်လေးနှစ်ချောင်းပါပါမယ်เนาะโอเคเนาะဖောက်ရှက်တွေလှဲတောင်မလဲရသေးဘူး YC တွေမလဲရသေးဘူးပေါ့နော် original ကျိုးတွေ original ပရိတ်ကိုင်း original ကလပ်ကိုင်းတွေဖြစ်ပါတယ် fancy လေးတော့အနည်းငယ်ပါပါတယ်โอเคပါနော်ကျွန်တော်ဆွဲထပ်ပိုင်းဂျပန်မိမှန်ကန်ရောင်းဝယ်ဖုန်းနံပါတ်09884340ကိုဖုန်းဆက်မေးပြနိုင်ပါတယ်ဒီရက်ပိုင်းနဲ့တလာတဲ့နဲ့6စီး9စီးအယောင်းမင်္ဂလာအောက်နေတဲ့အတွက်ကျွန်တော်အယောင်းဖို့တွေတင်ဖို့မေ့နေလို့ကျွန်တော်ဒီဘိန်းကိုလည်းနှက်မျောတာလည်းပါတဲ့အတွက်ကျွန်တော်မတင်ပြသေးတာအခုတော့ဒါကျွန်တော်တင်ပေးလိုက်ပြီပေါ့နော်ဒါဒီဘိန်းလေးကျွန်တော်တကယ်မျက်နုစီးမဲ့သူလက်ထဲကိုကျွန်တော်အပ်မယ်ဗျာနော်ကျွန်တော်တို့ဘကူးတိုင်းမှော်ပြီးမြောင်းတက်ကနော်ကျွန်တော်တို့မှော်ပြီးမြောင်းတက်ကလှဲကူဖရာကြီးအထီကိုကျွန်တော်တို့ဗီဒီယိုကောကြည့်ဆရန်ချအင်ရောက်ငွေချေရပါတယ်နော်မန္တလေးတို့တောင်ကြီးတို့ဘက်တွေကြာလို့ရှိရင်နော်ကျွန်တော်တို့ဗီဒီယိုကောကြည့်ဆရန်ချဘိန်းကြရင်ချပြီးသွားလို့ရှိရင်ကိတ်ရောက်လို့ရှိရင်ငွေရှင်းရပါတယ်နော်ကိတ်ရောက်ရင်ငွေအကုန်ရှင်းရပါတယ်လက်မှတ်ဖြတ်ပြီးသွားတာနဲ့နော်သိကျင်တာစုံစမ်းမေးမြန်းကျင်တာလေးရှိရင်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့09884340ကိုဖုန်းဆက်ပြီးပါရှက်တွေလည်းအလှနော်ဘိန်းတော်လှတယ်ဘိန်းပါဗျအားလုံးပဲကျေးဇူးပါအားလုံးပဲ peace ပါတော်လေးနဲ့ချောင်းနဲ့နှုတ်ဆက်လိုက်ပါမယ်